ကိုအပြတ်ရှင်းပြီးတဲ့ကောင်မလေးပဲဖြစ်ပါတယ်။သူဟာဒီအလုပ်ကိုတော့သူကဘယ်သူမှမသိအောင်လို့သူတို့တိတ်ဒီမျိုးရဲ့ fighter ဖြစ်နေတာပါ။ဒါကြောင့်သူဟာသူ့ရဲ့ဒီမျက်နှာဖုံးကိုလည်းဘယ်တော့မှမချွတ်ပါဘူး။ဟာငါဒီနေ့ပြင်းစရာကြီးဒီဒါပေမဲ့သူရှင်းစရာတော့တနေရာပဲရှိပါတယ်။အဲ့ဒါကတော့ယာကုဇာကိုင်းကြီးပဲဖြစ်ပါတယ်။သူဟာအဲ့နေရာကိုရှင်းဖို့အတွက်အမျိုးစုံကြိုးပမ်းနေပါတယ်။ကြံကြီးကတခုမှမပေါ်လာဘူးပေါ့။ဒါကြောင့်သူဟာဒီနေ့မှာတော့အပြည့်ရှင်းမှုစိတ်ကူးလိုက်ပါတယ်။ဟာငါဒီနေ့အပြည့်ရှင်းရမယ်။နောက်ပြီးတော့သူဟာသူတည်ထွင်ထားတဲ့ဂျပတ်ဆိုတဲ့အရာကိုလည်းသူဟာသုံးပြုခဲ့ပါတယ်။ငါဂျပတ်ကိုတောင်းရမယ်ဒီခါမှာပေါ့။သူဟာအဲ့အကြောင်းသူထွင်ထားတဲ့ဂျပတ်လို့ခေါ်တဲ့အရာကိုသူဟာသုံးခဲ့ပါတယ်။သူ့မှာလက်နှစ်ကြီးကမြင်းနဲ့တိုင်းအများကြီးရှိပါတယ်။ဂျပတ်ဆိုတဲ့အရာကတော့ဒီလိုအရာပဲဖြစ်ပါတယ်။ဒီကနေပြီးတော့ပြန်ပြီးဂျုံပြည့်နေပြရမှာဖြစ်ပါတယ်။အဲဒီတော့ငါအတွက်အကောင်လုံး ready ပဲ။ဒါကြောင့်သူဟာတိုက်ခိုက်ဖို့အတွက်သွားပါတယ်။အင်ဂျင်ကထွက်လိုက်ပြီးဆိုတာနဲ့သူ့ရဲ့လမ်းကနေယာကုဇာကိုင်းကြီးရှိသွားပါတယ်။ပြောမယ်ဆိုရှင်တော့လူသိနေတဲ့လမ်းပေါ့။သူနေတဲ့နေရာလည်းအင်ဂျင်စိတ်ပြီးလူသိနေတဲ့နေရာပဲဖြစ်ပါတယ်။အဲ့လိုမျိုးအမားလေးပါသွားလို့ရှင်လည်း sorry ပေါ့နော်တောင်းပန်ပါတယ်။သူဟာဆာကူရာမျိုးကြီးမှနေပေမဲ့ဆာကူရာမျိုးကလူတွေကသူ့ရဲ့ fighter အမျိုးပဲသူကသိခဲ့တာပါ။ fighter ကဒီမှာနေရလို့လည်းသူတို့မထင်ထားကြဘူးလေ။ဒါကြောင့်စိုက်ကဲကိုတိတ်တဆိတ်ယာကုဇာကိုင်းရဲ့ဘေးဘက်မှာရက်ခဲ့ပါတယ်။ဟာသူဟာအဲ့အကြောင်းမလို့ဂျပတ်ကိုထုတ်လိုက်ပါတယ်။ဂျပတ်ကနေထုတ်ပြီးတော့သူ့ရဲ့လက်ထက်ချို့ထုတ်လိုက်ပါတယ်။ဟာရေးရပါကွာမမိလိုက်တော့ဘူးတရားချက်သေးပဲဒီတစ်ချက်ကိုပြဖို့အတွက်သူဟာပြက်မှတ်ကိုထားနေပါတယ်ဟာပြက်မှတ်ကိုမိပြီဒါကြောင့်သူဟာ fighter မာလေးကလေသူလည်းရောက်ပြီဒါကြောင့်သူဟာဒါပေမဲ့ဒဏ်ရာချွတ်ရပါတော့သူ့ရဲ့ကြည်စံကသူ့ကိုပြတ်မှန်နေပါတယ်ထိုချိန်မှာလည်းသူနဲ့တူပဲကောင်းကြီးကြောက်ကရောက်လာပါတယ်ဒါပေမဲ့သူဟာလည်းဂျပန်နဲ့ပဲလာနေရပါယာကုဇာကိုင်းကိုပြည့်ရှင်းရမယ်လူနဲ့ကောင်မလေးနဲ့တွေ့ရတာပါပဲဟာဟိုမှာဘာတူလဲငါတော့ပြရမယ်ဟိတ်မလုံးနဲ့အဲ့ငါယာကုဇာကိုင်းကိုပြည့်ရှင်းဖို့လာခဲ့တာပြီးရောမှန်လားပြောဟောရှင်တော့ငါနဲ့ပြတ်မှာနော်ဟုတ်ပါရဲ့ဆိုမှဒါကြောင့်သူကြောက်ခဲ့ဆိုရှင်ယာကုဇာကိုင်းကိုမနိုင်ပါဘူးဒါကြောင့်သူဟာနှစ်ယောက်တိုက်ဖို့အတွက်သူဟာစိတ်ကူးလိုက်ပါတယ်အဲ့ဆိုပြီးရောငါညို့တစ်ခါလေးထုံစားလိုက်တာပေါ့မြမစားဖိုင်ငါညို့လုံးဝကြည့်ဦးလေဟုတ်ကဲ့ပါဗျာအဲ့နဲ့ပဲသူတို့ညောဟာတခွဲဖွဲ့ဖို့အတွက်စိတ်ကူးလိုက်ပါတယ်လာခဲ့ငါတို့မြင်တော့မယ်ဒါကြောင့်သူတို့ဟာဒီနေ့ရောယာကုဇာကိုင်းရဲ့ရှိကိုတိတ်ဆိတ်ဝင်ခဲ့ပါတယ်ဒီကောင်မြင်လားအဲ့ကြောင့်မလို့ဒီနေ့တော့သူဟာသူ့ကိုဒီမှာမင်းကဒီမှာစောင့်နေခဲ့ငါအထက်ကလူတွေတွားတိုက်လိုက်မယ်ဟုတ်ပါပြီနေခိုင်းပါတယ်ဘာဖြစ်လဲဆိုတော့ဆက်ယာကုဇာကိုင်းကြီးလာတိုက်ခိုက်ပူပါပဲကဲလာတော့မယ်ငါချိန်ရောက်ပြီသူဟာသူ့ရဲ့လက်နှစ်တွေကိုအမျိုးစုံထုတ်ပါတယ်
这不早该你先别掉了吧？哈，搞你啊！ဒီချိန်မှာတော့သူတတိလိုက်ရတာဂျပတ်ကိုတုံးလို့မရတော့ဆိုတာပါပဲသူဟာဂျပတ်ကိုတုံးချင်လေသူကသိမှာပါပဲဒါပေမဲ့ငါဂျပတ်ကိုမတုံးရင်ငါပို့ဆိုးရလိမ့်မယ်ငါချင်ရပေါ့ဟာရပြီသူတတိထိုင်သူတိတိုက်ရတာတော့သူတို့ညီညာကပ်ပြီးတိုက်တာပါပဲဟာကြီးရမရှိတော့ကောသူရောဒီမှာကြောက်ကြတယ်ရပြီဟိုကောင်ကလည်းထဲရလူတွေကိုတွားပြီးရှင်းနေရပါဒီမရှိတော့ဘူးဟာသူဟာထွေးနေရိုဘတ်ကြီးဖြစ်သွားပါဟာဒါကြောင့်ယခုစားရကုန်ရှင်းပြနိုင်ရကြတွန်းနေပါတယ်ဒါကြောင့်သူဟာသူ့ရဲ့မျက်နှာကိုပြဖို့အတွက်ပြောပါတယ်ဒါပေမဲ့လုံးဝရခဲ့ဘူးပဲဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူဟာအဲ့လိုတွင်းနေတဲ့အချိန်မှာပဲဒီချိန်မှာပဲသူ့ရဲ့ဂျပတ်ကမီးအားရကုန်သွားပါတယ်ဟာကြောင့်သူပြုတ်ကြောက်ရတာကြောင့်သူ့ရဲ့မျက်နှာမြင်လိုက်ရပါတယ်မချီဝမ်းမယ်အမလီယာလည်းရပါတယ်လို့ပြောပြီးတော့ဖတ်သွားပါတော့သူမြင်လို့ရတဲ့မျက်နှာဒီကတော့တားအောင်လှပရတဲ့မျက်နှာဒီပဲဖြစ်ပါတယ်ဒါကြောင့်လည်းသူလည်းရှက်ပြီးတော့ဖပြေးသွားဖြစ်ပါတယ်ဒါဒီကတော့ဒီဇလန်လေးရလောက်ပါပဲဒါဒီကတော့ fighter မာလေးကြောင့်ဆက်ပြီးတိုက်ကြဖြစ်ပါတယ်အဲ့လိုကြည့်ကြမှာဘိုင်